ကောင်လာပြီဆိုတော့သူကငါတို့အယူမြဲမြဲမတာအယူကငါတို့မဟုတ်ဘူးအုတ်ချုပ်ရင်းမှုရွေးမခံရတဲ့လူဟုတ်တယ်အတားနေသူဒါဘာပဲပြောသူလိုက်ဆိုလို့မရတဲ့ကချင်းကိုဆိုရမှာဟုတ်တယ်မလားဒါတို့မြန်မာနိုင်ငံကြီးမှာဟိုစကားတွေတောင်ပုံရာပုံဖြစ်တဲ့အကြောင်းကိုဆိုရမယ်တိုင်းပြည်ပြည်ဝိုင်းကြီးပတ်ပတ်ကလို့ခုံစကားတောင်လို့ဝိုင်းကြီးပတ်ပတ်ကလို့ခုံစကားတောင်လို့ခုံရှိတော့ရှိတယ်ရှားတယ်ရှိတော့ရှိတယ်ရှားတယ်ရှိတော့ရှိတယ်ရှားတယ်မရိုင်းနဲ့မရိုင်းနဲ့ငါတို့ကစဘာတောင်လို့ပုံပါတယ်ဆိုမင်းကရှိတော့ရှိတယ်ရှားတယ်ဆိုတော့တို့နိုင်ငံမှာပဲစဘာတောင်ပုံရပုံမရှိတဲ့ပုံစံငါစာသားထဲမှာအဲ့လိုအဓိပ္ပာယ်တက်ရောက်စီတာပါလားမပါဘူးမပိုင်လူခွင့်ရေးကိုမပိတ်ပင်ပါနဲ့ရတယ်အတန်းနေဒီကောင်နောက်ကလိုက်ဖြတ်လို့မရအောင်ငါဆိုပြမယ်လို့လဲကူညီပေးရစေကူညီပေးရစေခင်ဗျာကူညီပေးရစေရှင်ပြည်သူအတွက်ဆိုအတင်းပါပဲဟုတ်လေမဟုတ်ပဲနဲ့ဟုတ်လေမဟုတ်ပဲနဲ့ဖေရတိုင်းကြောင့်ငါတို့ကကူညီပေးရစေခင်ဗျာဆိုတော့မင်းကဟုတ်လဲမဟုတ်ပဲနဲ့ဆိုမသိတို့ရဲတယ်ပဲလိန်နေသလိုလိုငါစာသားထဲမှာအဲ့ဒိတ်ပဲတက်ရောက်စီတာပါလားမပါဘူးမပါရင်လူအခွင့်အရေးကိုမပိတ်ပင်နဲ့တော်များတယ်ရတယ်သူလုံးလို့မရလို့ချင်းငါဆိုမယ်လုံးလို့မရဆိုဒါတို့တိုင်းတို့တွေတို့မြမပြေဒါတို့တိုင်းတို့တွေတို့မြမပြေဘာမှမရှိတော့ဘူးတခုမှမရှိတော့ဘူးဘာမှမရှိတော့ဘူးတကယ်ကိုတခုမှမရှိတော့ဘူးဘလို့ပြောမရပါလားဟာမရိုင်းလိုက်မရှိချင်လို့မရှိရမဟုတ်ဘူးရဘာဖြစ်လို့မရှိတာရှောင်းမလိုက်လို့ဒီတစ်ခါငါနဲ့တွေ့အာကစားမြစ်တင်ခြင်းသည်နိုင်ငံတော်ကိုကာဝယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်အာကစားရှိမှန်းချက်သည်မြန်မာအာကစားကဘာကိုလွှမ်းရမည်သူပြောပြတော့ရည်စရာပါဗလင်းရှာတော့မနိုင်ဘူးမင်းကဘာလဲငါအားကစားမြန်မာအားကစားကဘာကိုလွှမ်းမဲ့ကိစ္စကိုမင်းကရည်စရာပြောငါတို့အားကစားရည်စရာကြီးပေါက်နေလို့လားငါပြောတဲ့အထဲမှာအားကစားကိုဖိနှိပ်တာပါလားမပါဘူးလေမပါရင်လူအခွင့်အရေးကိုမပိတ်ပင်ပါနဲ့ကွာဒီကောင်ဒီကလုံးနဲ့လှုပ်ရှားနေရနော်ဒါ तू ကဒီ policy တွေမလို့လိုက်လုပ်လို့ရတာခေဟောင်းသေးဆိုရင်လုပ်လို့မရမရဘူးလို့ဆိုမင်းဆိုကျန်းခွင့်ငိမ့်စိန်ပန်းတွေလေမြေမှာကျပြတ်နေခဲငေါ်ပန်းတွေနဲ့သူနဲ့ရှိရနေမြေတတ်တော့မဟုတ်မြို့ကြီးပြာဒီမနီးတဲ့တော့ရဲ့ဌာနေမှာအဲ့ဒီကစားလူဖြစ်ရတဲ့သူတို့ဘဝအခြေအနေမရိုင်းလာဗျာငါတက္ကသိုလ်တော့မဟုတ်ဆိုမင်းကမြို့ကြီးပြကြီးမနီးဆိုတော့တက္ကသိုလ်ကပဲမသိရင်ဟိုးမြို့ပြင်ရောက်နေသလိုငါပြောတဲ့ထဲမှာအဲ့စာသာပါသွားလို့လားမပါဘူးမပါလို့ရှိရင်မင်းတို့ဟုတ်ရင်နာမဟုတ်ရင်မနာနဲ့တက္ကသိုလ်ကမြို့ပြင်ရောက်ချင်လို့ရောက်တာမဟုတ်ဘူးဘာဖြစ်လို့ရောက်တက္ကသိုလ်ကျောင်းသားတွေဗီဒီယိုသွားရိုက်တာဟုတ်ပြီအဲ့တော့ဒီကောင်လုံးမရအောင်ငါဆုံးမယ်ဘယ်လိုဆုံးလဲနိုင်ငံတော်ရှင်းဆုံးမယ်နိုင်ငံတော်အကျိုးပြုရှင်းနိုင်ငံတော်ပြိုကွဲမယ်အခြေလေးကိုတို့လည်းမခံနိုင်ပါပြည်တော်စုမပြိုကွဲရဲ့တိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရဲ့ဟာအချုပ်ချာအာဏာတီးတက်ခိုင်စေရဲ့ဟာတမတော်ရဲ့အဓိကတာဝန်မှာ
ညတပတ်တဲနဲ့ဒီလိုညတပတ်တဲနဲ့ဒီညတပတ်တဲနဲ့ဒီညတပတ်တဲညတပတ်တဲနဲ့ဒီလိုညတပတ်တဲနဲ့ဒီညတပတ်တဲနဲ့ဒီလိုညတပတ်တဲကြိုက်တာလို့ကိုပြောချင်တာပြောရတဲ့အတွက်ချထလိုက်စမ်းကြိုက်တတ်တယ်အဖမ်းနဲ့သားနာခံပြီးလုပ်လုပ်ရလုံးမရတာလုပ်ရငါပြောပြမယ်လုပ်ရတာစဉ်းစားငါပြောပြမယ်မင်းမှတ်ထားဒီမြေဟာငါတို့မြေမြမပိုင်ဖို့ငါတို့မြေဒီမြေဟာငါတို့မြေမြမပိုင်ဖို့ငါတို့မြေမင်္ဂလေးကိုထိတ်မှရွက်ခါဝယ်ကြမလားလူတကြောကြောဩဃာရဲ့ဈေးတယ်အင်းကျဲဒီဝါကစကောင်းပေါ်ဖြတ်တို့ဟေးမရိုင်းလိုက်မဘာရဘာမရငါကပြောတော့မင်းကဘန်းကလေးကိုထိတ်မှရွက်မှာဆိုဒီမြန်မာနိုင်ငံကြီးကိုဘယ်ဈေးတွေကကောင်းပေါ်တင်နိုင်မှာလဲမရိုင်းလိုက်မင်းသာမရောင်းတာရောင်းတဲ့လူတွေကရောင်းတယ်ဟေးရောင်းတာကအဲ့ဒါတဝက်ချင်းခွဲရောင်းတာကွာတဝက်ချင်းခွဲရောင်းတာလုပ်ရှားစွင်များရဲ့သတို့သမီးငါတို့ရဲ့မိခင်အေယာဝတီရှားစွင်များရဲ့သတို့သမီးအေယာဝတီကြောက်ကြတော့လေအပေါင်းထုံတရက်ခေါင်းကုန်ဖြတ်အမျက်ကြီးစားရမှာပဲခြေနဲ့ထားကြောက်ကြတော့လေအပေါင်းကုန်တရက်ခေါင်းကုန်ဖြတ်အမျက်ကြီးစားရမှာပဲခြေနဲ့ထားဓမ္မသာ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 ရှောင်းဝဲအလင်းမပေးတဲ့ခေတ်တစ်သေးကြီးဖြစ်လာမှာမများနေဘူးငါအဲ့လိုမျိုးငါအရှိကနေတချင်းဆိုတော့မင်းပြောတဲ့ပုံစံကမသိရင်ငါပဲအေယာဝတီကိုခေါင်းပုံဖြတ်ပြီးရောင်းဝယ်နေတဲ့ပုံစံမျိုးကံကောင်းလို့ဒါတော့ငါတို့တော်တော်များများရေရီယာခြိလိုက်ရနေသမားလာသမားလုံးမရတော့ငါတို့လုံးမယ်ဘလို့မကြီးထိုင်ယူကြီးမန္တလေးလူရှင်တော်တွေအများကြီးမန္တလေးလူရှင်တော်ကြီးတွေရှိတယ်မန္တလေးမြို့ရောက်ငါချထားလိုက်မန္တလေးသူမကောင်းတော့ရင်သူ့ကိုအမြင်ကတ်သွားပြီးတခါတည်းမန္တလေးကပြည်သူတွေတို့တခါခုံမတတ်တွေနဲ့ရိုက်ရွှေမန်းစီတို့ဟုတ်ပြီတကားတစ်ခေါက်တော့အရောက်လာစေခြင်းကျုံတော်ပလီများမျိုးယိုပြအိုးစုံကြီးဟုတ်ရလှုပ်စားလာစားမန္တလေးကိုလာစားဒီကိုလာစားလှုပ်စားမန္တလေးမှာစကိုင်းလက်ကကြီးတဲ့ပြိဿတွေအများကြီးပဲသူ့ဘာကိုအမုန်းခံမလားဘာနဲ့လှုပ်စားအမျိုးကနောက်ပြန်ပေါင်းလို့ရတယ်ဒိုင်တွေကမန်းလေးကအများကြီးအခုမှလှုပ်အခုမှပြန်ပေါင်းပါအခုမှလှုပ်နေလှုပ်မန္တလေးကိုမင်းပါကြားတယ်တိုင်းကျော်သွေးတို့ဆန်းတာဟာဒီတိုင်းပါဇက်ကပြောရင်ငါဒိုင်နေလဲမုန်းမယ်ပြဿနာလဲရှင်းရတချင်းနဲ့မပြောဘူးကျွန်တော် music နဲ့ပြောလိုက်မယ်1 2 3 4ကောင်းပြီတော့ဟောဒါလေးပဲပြောတာတော့ကျန်တာငါပြောတာမဟုတ်ဘူးနောက်ကလူတွေပြောတာတော့မီတော့ဟောဒီမန္တလေးနဲ့အိုင်ငါသွားတယ်မန္တလေးနဲ့တရုတ်နဲ့သွားပူးတာငါတို့မားတာဒီမဲလုံးဒီမဖြေနဲ့အဲ့တော့ဒီကောင်လုံးလို့မရအောင်တို့လုံးမလုံးဘူးငါဟုတ်ကြာပြီကြာသွင်းထုတ်ပတ်တီလဲရှိရမယ်ဘောဘူးလဲထိုးတော့တယ်ပြည့်မြတ်တဲ့ဘူအောင်ဆန်းရဲ့လှုပ်စားလို့ရဖခင်ကြီးပို့ကျအောင်ဆန်းမင်းဘာပြောမလို့ပြောတာတဒနာတတ်တော်မယ်ပြောတာအခုမှမြောက်သေးလေးမိုးချိုးပြတဲ့မျက်နှာကြားလိုက်လို့ပြန်ဆိုမင်းတကယ်လိုက်ဖြတ်ကြမယ်နော်ပြန်ဆိုချမယ်ရာသွင်းထုတ်ပတ်ပြီလဲရှိရမယ်မော်မိုးလဲထိုးတော့တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ဟေးတိုင်းပြေချိုးဆိုခဲ့တဲ့လူလည်းမတတ်နဲ့တေချာလို့မင်းအရှင်းတစ်ချင်းနဲ့ဖြတ်တော့ဖြတ်တော့ဒီအရှင်းနဲ့ဖြတ်ရောက်ဖြတ်ရှင်းကုန်လိမ့်မယ်
ရှောင်းမသေးကွာမင်းကလေမင်းစတာလေချက်မင်းစတာ ကြားလေ ရတော့ မင်းတို့နဲ့ဒီလောက်တောင်မှပြန်ပြီးမှတော့ရောက်ပြောပြီပြော ယောက်ျားတော့ ပြောတယ် ဆက်မယ် ရာဇဝင်ထုတ်ပတ်ပြီးပဲရှိရမယ်မော်ဘူးလည်းထိုးတော့တယ်မြင့်လက်တဲ့ဘူအောင်ဆိုင်ရင် ဘယ်တော့မှမမေ့ဘူးဘယ်တော့မှမမေ့ဘူးဘယ်တော့မှမမေ့ဘူးဘယ်တော့မှဒီချင်းစိုးတွေငါလှည့်ထွက်တတ်လို့ကျန်ငါကြောင်နေပို့တာကိုတို့ကြရဲ့